ဖြစ်ချင်တာတော့ rocker ကြီးပဲကိုကအဲ့လိုပေါ့ BJ အထာလို့နေတယ်ဒါပေမဲ့ကောင်မလေးနဲ့တူတယ်ဆိုပြီးတော့ဝိုင်းပြောကြတော့ဘာပုံတင်လိုက်ဇဝင်ရှင်နဲ့ဆိုကောင်မလေးပဲဆိုတော့ကောင်မလေးပဲဝိုင်းပြောတော့ကဲမတူးတော့ဇဝင်ညက်မှဖြစ်တော့ ညက်ခိုင်းတဲ့လူရှိလား ညက်ခိုင်းတဲ့လူကတော့တော်တော်များများပဲ10ယောက်ကျော်လောက်ရှိတယ်တကယ်ချင်းတွေဝိုင်းအကုန်ညက်ခိုင်းတာတကယ်ချင်းတွေအားလုံးကဝိုင်းတိုက်တွန်းတယ်အလုပ်ကော relationship တွေရောအဲ့လိုမျိုးနည်းနည်းထိခိုက်လာဖြစ်တယ်ဇဝင်ညက်မှရတော့ ဘယ်လိုတည်းကထားလာတဲ့စပင်လဲ ပင်က2023လပိုင်းလောက်တည်းနှစ်နှစ်ခွဲကျော်လောက်ရှိ အဲ့နှစ်နှစ်ခွဲကပြောတော်တော်ရှည်ရယ် 3စီးစာမညက်ဘူးဒီတိုင်းပဲထားတယ် သမော3ကတက်တယ်အဲ့ဒါကိုမညက်ဘူးအခုမှညက်ကမယ်ဆိုတော့လေ ချုပ်ကုန်နေတဲ့သပင်ရှိမရအောင်အားကြောင့်တသက်ရက်တော့လူငယ်ပုံစံပေါ့အသက်ကြီးလာတယ်ခံစားရတယ်မလားအသက်ငယ်ငယ်ပဲရှိသေးတယ် အခုကအသက်က အသက်က29ပြည့်ကန်ဒီပေါ့နောက်နှစ်29ပြည့်မှာ2လ တော်ပါသေးစက်ကုန်မဟုတ်ဘူး မဟုတ်ဘူးလေလောက်ဖြစ်နေတော့ အေးပုံနေပါရရှိလား ပုံကသပင်တူတော့ပုံ ဘရိုညက်မဲ့ပုံနေစပင်တူတော့ကျွန်တော်ဘယ်လိုလုပ်အောင် ညမပုံရှိတာလူငယ်ကြီးဟုတ်ပါဒီလိုပုံ အိုးဟိုးနေရပါမလားအဲ့ဒီလိုအရှိကြီးထားပြီးတော့အဲ့လိုငုတ်စီလေးထားမယ်ဆိုတော့ နေရတယ်ချပါပြီတုံးတဲ့ကြားကြိုက်ဆွဲ ရောနည်းနည်းဟိုပြောမယ်ဂျောလိုင်းတွေပါရောနည်းနည်းရှိတယ်ဘရိုနည်းနည်းမျက်နှာပြည့်တယ်ကွာမျက်နှာဝိုင်းတဲ့ပုံစံဆိုတော့မျက်နှာရှိတ်ကတော့အရင်တော့မတူဘူးလိုက်လာဆိုတော့မျက်နှာဝိုင်းတဲ့ကောင်လည်းလိုက်ပါတယ်အဲ့သူ့ပုံတော့ထက်ထဲတော့မတူဘူးပေါ့အဲ့တခုတော့နည်းနည်းတော့ရှိပြီ အဲ့လိုလေးပဲစမ်းကြည့်လိုက်တာပေါ့ စမ်းပြီးလို့မကြိုက်ရင်တော့ဘယ်လိုမှလုပ်လို့မရတော့ ရတယ်ဆွဲပါပြီ โอเคနည်းနည်းကြာစပင်ကြောင်းလေးမှာပြောပါမယ်